အားလုံးမင်္ဂလာပါကျွန်တော်တုတ္တဆန်ပါဒီနေ့တော့ကျွန်တော်ရဲ့ဘေးရင်ဆွဲဆုံးဆိုတဲ့ဟောဒီ program လေးကိုအသုံးပြုပြီးတော့စမ်းချမ်းဘေးရင်ပညာကိုမြင်မြန်ဆန်းဆန်းဘယ်လိုတွက်ချက်နိုင်မလဲဆိုတာကျွန်တော်ရှင်းပြပါမယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ website မှာအကောင့်ဖွင့်ပြီးသားဆိုရင်တော့ဒါ login ဝင်ပြီးတော့တမ်းပြီးအသုံးပြုနိုင်ပါတယ်တကယ်လို့မိတ်ဆွေကအကောင့်လည်းမရှိဘူးဘယ်လိုတောင်းမှလည်းမသိဘူးဆိုရင်တော့ကျွန်တော်ရဲ့ဒီ Viber ကိုဒါဆက်သွယ်ပြီးတော့ကျွန်တော်စီမှာဒီဟာကိုအသုံးပြုခွင့်ဝယ်ယူနိုင်ပါတယ်။ကဲအဲ့တော့ကျွန်တော်တို့အရင်ဆုံးဟောဒီ bidding ဆိုတဲ့ menu ထဲကစမ်းချမ်းကနေတစ်ဆင့်စမ်းချမ်းတွက်ချက်ခြင်းကိုမိတ်ဆွေတို့ဝင်လိုက်ပါ။အဲ့တော့ဒါဟာစမ်းချမ်းတွက်ချက်ရမယ်ဒါစာမျက်နှာကိုရောက်လာပါပြီ။အဲ့တော့ဒီစာမျက်နှာမှာကျွန်တော်တို့အရင်ဆုံးရှင်းပြစရာရှိတာကဟောဒီအမည်ဆိုတဲ့နေရာဖြစ်ပါတယ်။အမည်ဆိုတဲ့နေရာကတော့မိတ်ဆွေတို့တွက်ချက်ခြင်းတဲ့သူရဲ့နာမည်ကိုမြန်မာလိုရေးပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်အင်္ဂလိပ်လိုထည့်လို့မရဘူးလားဆိုရင်မရပါဘူးဘာကြောင့်လဲဆိုတော့ဒီစနစ်မှာကျွန်တော်ကမြန်မာနာမည်တစ်ခုကိုစမ်းချမ်းပညာနဲ့ဘယ်လိုမျိုးစစ်ဆေးနိုင်တယ်လဲဆိုတဲ့အချက်တွေကိုပါကျွန်တော်ကထည့်ပြီးတော့တွက်ချက်ထားလို့ဖြစ်ပါတယ်အင်္ဂလိပ်လိုသွားထည့်လိုက်မှဆိုကျွန်တော်တို့တွက်ချက်လို့မရပါဘူးပြီးတော့တွက်ချက်မှုတွေလည်းမှားယွင်းကုန်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကမြန်မာလူမျိုးတစ်ယောက်ရဲ့နာမည်ကိုကောင်းကောင်းစစ်ဆေးနိုင်ဖို့အတွက်မြန်မာလိုထည့်ပြီးရေးမှအဆင်ပြေမှာဖြစ်ပါတယ်ဆိုတော့ဥပမာအဖြစ်ကျွန်တော်တွက်ချက်မှာဆိုတော့ကျွန်တော်နာမည်တုတ္တဆန်းကိုပဲကျွန်တော်တို့ဒါထည့်ပြီးတော့စဉ်းစားကြည့်ပါမယ်အဲ့တော့ဒါကျွန်တော်ရဲ့နာမည်တုတ္တဆန်းလို့ကျွန်တော်ထည့်လိုက်ပါပြီအဲ့တော့ဒီနေရာမှာကွက်လက်တစ်ခုမိတ်ဆွေတို့မြင်ရလိမ့်မယ်ဒီကွက်လက်ကလောလောဆယ်မိတ်ဆွေတို့ဒါတည်အောင်မှမဟုတ်သေးဘူးဒီကွက်လက်ကလည်းပြောရမယ်ဆိုရင်ကျွန်တော်က admin ကောင်းနဲ့သုံးနေတာဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီ feature ကိုတော့ရကြမှာရလိမ့်မယ်မရဖို့များပါတယ်ဘာကြောင့်လဲဆိုကျွန်တော်တယောက်တည်းသုံးဖို့အတွက်ဒီ feature လေးကိုကျွန်တော်ထည့်ထားတာပါမိတ်ဆွေတို့ level အမြင့်ဆုံးဝယ်ထားမယ်ဆိုတော့ဒီ feature သုံးလို့ရချင်မှာရအောင်မှာပါဆိုတော့လောလောဆယ်တော့ဒီအကြောင်းတော့ကျွန်တော်အသေးစိတ်မပြောသေးဘူးကဲတော့ဒီဒုတိယပိုင်းအနေနဲ့မွေးတက်ကလေးတို့မွေးချိန်တို့ထည့်သွင်းတဲ့အပိုင်းကိုကျွန်တော်ပြောပြမယ်ဒီနေရာမှာကတော့ကျွန်တော်တို့တွက်ချက်ချင်တဲ့သူရဲ့မွေးရက်ပြီးတော့မွေးလမွေးနှစ်ပေါ့နော်ထည့်ပေးရမှာဖြစ်တယ်ကျွန်တော်က9ရက်နေ့မှာမွေးတယ်ဆိုတော့9လို့ကျွန်တော်ထည့်လိုက်မယ်ပြီးတော့ကျွန်တော်တစ်လပိုင်းဆိုတော့ဒီမှာကျွန်တော်တစ်လပိုင်းလို့ရွေးထားမယ်ကျွန်တော်က1985မှာမွေးတယ်ဒါဆိုရင်ကျွန်တော်တို့1985ကိုရွေးထားမယ်ပြီးတော့ဒီနေရာမှာတော့မွေးချိန်ကိုမိတ်ဆွေတို့သိရင်ထည့်လိုက်ပါမသိလည်းဒီတိုင်းထားခဲ့လို့ရပါတယ်သိတော့ပိုကောင်းတာပေါ့ဘာကြောင့်လဲဆိုတော့တွက်ချက်မှုတွေမှာပို့ပြီးတော့စင်ကြယ်တဲ့မှန်ကန်တဲ့ပို့ပြီးတိကျတဲ့အဖြေတွေထွက်လာမယ်ဒါလို့မထည့်ခဲ့ဘူးဆိုလည်းအကြောင်းတော့သိမဟုတ်ပါဘူးစမ်းချမ်းတွက်ရိုးမှာတော့သိပြီးတော့ဒါပြောင်းလဲသွားတာတော့မရှိဘူးဒါပေမဲ့တချို့တွက်ရိုးတွေမှာနည်းနည်းတိကျအောင်ကျွန်တော်ကလှုပ်ထားတာရှိတော့ဖြစ်နိုင်ရင်တော့ထည့်စီချင်တာပေါ့နော်အဲ့တော့ကျွန်တော်ရဲ့မွေးချိန်ကိုသိတဲ့အတွက်ကြောင့်ကျွန်တော်ထည့်လိုက်မယ်မနက်7:00နာရီဒါမနက်7:00နာရီเนาะတကယ်လို့မိတ်ဆွေကည7:00နာရီဆိုရင်ဒီ23ကိုရွေးရမှာဖြစ်ပါတယ်ဒီအကြောင်းတော့ကျွန်တော်တခြားဗီဒီယိုတွေမှာလည်းရှင်းပြခဲ့ပြီးပြီဆိုတော့ကျွန်တော်အထူးထပ်ပြီးတော့မရှင်းပြတော့ဘူးပြီးတော့ဒီနေရာမှာတော့ကျွန်တော်တို့မိနစ်ကိုရွေးရမှာကျွန်တော်က10မိနစ်မှာမွေးတယ်7:00နာရီ10မိနစ်မှာမွေးတယ်စက္ကန့်ကတော့ကျွန်တော်မသုံးတဲ့အတွက်ကြောင့်ထည့်ပြီးတော့မရွေးတော့ဘူး3ညပဲထားခဲ့လိုက်မယ်အဲ့တော့ဒီနေရာမှာကျတော့မွေးရဇာတိတို့ကြားမတို့အသားရောင်တို့ထည့်ခိုင်းတာတယ်ဒီကြားမတို့အသားရောင်တို့ကတော့ဒါနာမည်စစ်ဆေးတဲ့အခါမှာအရန်ကိုလိုအပ်တယ်ဒါကြောင့်ကျွန်တော်မဖြစ်မနေထည့်ခိုင်းထားတာပါဒီမွေးရဇာတိကတော့တကယ်တော့မရွေးလဲရပါတယ်ဘာကြောင့်လဲဆိုတော့စမ်းချမ်းပညာမှာအဲ့လိုကြီးတိကျလုပ်ဖို့မလိုပါဘူးသို့တော့ကျွန်တော်ထည့်ထားတာအကြောင်းရှိတယ်ဘာလို့ဆိုကျွန်တော်ရဲ့ဒီတွေ့ရိုးပိုင်းမှာတချို့ကိစ္စတွေကနက္ခတ်ပညာအရာညှိနှိုင်းပြီးတွေ့ရတာတွေကျွန်တော်ထည့်သုံးထားတယ်ဆိုတော့နက္ခတ်ပညာလိုရတိကျမှုတွေဖြစ်လာဖို့အတွက်ကိုကျွန်တော်တို့ဒီမွေးရဇာတိကိုထည့်ပေးရတယ်အဲ့တော့ကျွန်တော်ရဲ့မွေးရဇာတိကတော့ကျွန်တော်ရန်ကုန်လို့ပဲကျွန်တော်ထည့်ထားတယ်မှန်တော့ကျွန်တော်ကရန်ကုန်နောက်ပိုင်းစေယုံကြီးမှာမွေးတာပါဆိုတော့ IT လိုက်တွက်နေတော့ရပါတယ်ကျွန်တော်မတွက်တော့ပါဘူးရန်ကုန်လို့ပဲကျွန်တော်အကြမ်းမြင်ထည့်ထားလိုက်မယ်အဲ့တော့မိတ်ဆွေတို့ကတော့တခြားကိုကထားပါတော့မန္တလေးမှာမွေးရဆိုရင်မန္တလေးပဲခူးမှာမွေးရဆိုရင်ပဲခူးစဖြင့်မိတ်ဆွေတို့ဒါမွေးတဲ့နေရာကိုဒီနေရာမှာလာရိုက်ပြီးတော့ရှာလိုက်ပေါ့နော်အဲ့တော့ရှာလိုက်မယ်ဆိုရင်ကျွန်တော်ဘယ်လိုတွေ့မလဲဆိုဥပမာထားပါတော့ပဲခူးလိုရိုက်လိုက်မယ်ဆိုရင်ပဲခူးဆိုတဲ့ဒီနေရာမှာဘယ်နေရာတွေကိုသူကသူအဖြေတွေပြနေတယ်အဲ့ဒီမှာမိတ်ဆွေတို့နဲ့အနည်းဆုံးနေရာကိုရှာပြီးတော့ရွေးချယ်လိုက်ပါတကယ်လို့ပဲခူးမှာမွေးတယ်ကျန်တဲ့နေရာတွေမသိဘူးမင်းလှလားမျိုးလှလားမသိဘူးဘာညာဆိုရင်လည်းပဲခူးလိုပဲရွေးလိုက်လေကိစ္စပြီးပါတယ်ကျွန်တော်တော့ရန်ကုန်မှာမွေးတယ်ဆိုတဲ့နေရာမှာရန်ကုန်ထန်းတပင်ဘက်ရှိတယ်ရန်ကုန်တောင်ကလာဗဟန်းဘက်ရှိတယ်ဘိုးထောင်ဘက်ရှိတယ်မြောက်ကလာရွှေကုန်းဖျားဝင်းကျင်ရှိတယ်လမ်းမတော်ဘက်ရှိတယ်တာဂီတာဘက်ရှိတယ်စသဖြင့်မျိုးရှိပေမဲ့ကျွန်တော်မွေးတဲ့နေရာကိုတော့ကျွန်တော်အဲ့လောက်ကြီးအသေးစိတ်တွေထည့်မရတော့ဘူးရန်ကုန်လို့ပဲကျွန်တော်အကြမ်းမြင်သတ်မှတ်လိုက်မယ်ဆိုတော့ရန်ကုန်ဆိုရင်ဒီနေရာမှာကျွန်တော်ရန်ကုန်လို့ရွေးလိုက်မယ်နော်ပြီးတော့ဒီနေရာမှာတော့မဖြစ်မနေတိကျရွေးပေးပါဘာကြောင့်လဲဆိုတော့နာမည်ကိုစစ်ဆေးတဲ့အခါမှာယောက်ျားလေးနာမည်မိန်းကလေးနာမည်ဆိုပြီးတော့ program ကစဉ်းစားပြီးတော့စစ်ဆေးရပါတယ်
မိတ်ဆွေဒီနေရာမှာယောက်ျားလေးတယောက်ကိုတွက်တာဖြစ်ပြီးတော့နာမည်ကကျတော့ယောက်ျားနာမည်ပေးထားခဲ့ပြီးတော့တွက်တာကကျတော့မိန်းကလေးနာမည်နဲ့တွက်လိုက်မယ်ဆိုရင်ဒီနာမည်ဟာယူဆချက်တွေမှားသွားမှာဖြစ်တယ်ခုကျွန်တော်ကယောက်ျားလေးဖြစ်တဲ့အတွက်ကြောင့်ဒါယောက်ျားလေးနာမည်ဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာကျွန်တော်ယောက်ျားလေးလို့မှန်မှန်ကန်ကန်ထည့်ပေးရမယ်မဟုတ်တော့မိတ်ဆွေတို့တွက်ချက်မှုတွေမှားမှာပဲပြီးတော့ဒီနေရာမှာအသားရောင်တော့ကျွန်တော်ကအသားဖြူတဲ့ထဲလည်းမပါဘူးအသားဝါတဲ့ထဲလည်းမပါဘူးအသားခက်လက်လက်ထဲမှာပါတယ်ညိုတဲ့ထဲလည်းမပါဘူးဆိုတော့အသားခက်လက်လက်အရောင်လို့ကျွန်တော်တို့ကိုယ့်ကိုရွေးချယ်လိုက်မယ်မိတ်ဆွေတို့ကလည်းဒီနေရာမှာမိတ်ဆွေတို့ရဲ့အသားရောင်ကိုတေချာရွေးချယ်ဖို့လိုတယ်တနည်းအားဖြင့်မိတ်ဆွေတွက်ချက်မဲ့သူရဲ့အသားရောင်ဟာဘလို့အရောင်မျိုးဖြစ်တယ်ဆိုတော့မိတ်ဆွေကခံမှန်းပြီးတော့ထည့်ပေးဖို့လိုတယ်ဒီနေရာတိကျလေးပို့ပြီးတော့ဟောချက်တီပြောင်းမြောက်လေးပါပဲပြီးတော့ဒီနေ့ကကျွန်တော်က24ရက်နေ့10လပိုင်း2025မှာတွက်တာဖြစ်တဲ့အတွက်ကြောင့်ဒါအဖြေကတော့တိကျနေတယ်ဒါကြောင့်ကျွန်တော်မပြင်တော့ဘူးတကယ်လို့မိတ်ဆွေကဒီနေ့တွက်ချင်တာမဟုတ်ဘူးပြီးခဲ့တဲ့ရက်တရက်တွက်ချင်တာဆိုရင်ဒီမှာရက်တွေတွားရွေးလို့ရတယ်လတွက်ချင်တာဆိုလတွေတွားရွေးလို့ရတယ်မဟုတ်မိတ်ဆွေကထားပါတော့2026ကိုကြိုတွက်ချင်တာဆိုလဲ2026ကိုလာပြီးတော့ရွေးချယ်လို့ရတယ်ကြိုက်တာလို့ပါလောလောဆယ်ကျွန်တော်တို့ဒီနေ့ဒိတ်နဲ့ပဲတွက်ကြည့်မယ်ဆိုတော့အားလုံးပြီးပြီเนาะတွက်ပြီးပြီဆိုတော့ကျွန်တော်တို့တွက်ရဆိုတာလေးကိုနှိပ်လိုက်မယ်ဒီနေရာမှာဘာမှမရှိဘူးเนาะအလွတ်ပဲเนาะအဲ့တော့ကျွန်တော်တစ်ချက်နှိပ်လိုက်မယ်အဲ့တော့နှိပ်လိုက်ပြီဆိုတော့ကျွန်တော်တို့အခုလို့အဖြေတွေရလာပြီအခုကျွန်တော်ပြထားတဲ့ဒီခွင်းတွေဟာမိတ်ဆွေအနေနဲ့ဘေးရင်းပညာကိုကျွမ်းကျင်မယ်တက်မြောက်ထားမယ်ဆိုရင်ပိုပြီးကောင်းပါတယ်ဒါပြောမှဆိုရင်တော့အတတ်ပညာရှင်တွေအသိပညာရှင်တွေသုံးရမယ်ခွင်းတစ်ခွင်းဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ရှင်းပြမယ်ဆိုရင်ဟောဒီနေရာမှာပြနေတာကျွန်တော်ရဲ့နာမည်ကိုပြထားတာပါဆိုတော့ကျွန်တော်စပြီးတော့ထည့်ကြတဲ့ကဒီနာမည်ကိုကျွန်တော်သုံးခဲ့တာဟုတ်ဆိုတော့ဒီနေရာမှာသူကဒီနာမည်ကိုပြန်ပြရတယ်ပြီးတော့ကျွန်တော်ရဲ့မွေးသက္ကရာကိုကျွန်တော်က9 တလ1985လို့ရွေးပေးခဲ့တဲ့အခါမှာသူကတွက်ချက်လိုက်တယ်တင်းနာသားဖြစ်တယ်တဲ့ဟုတ်ပြီဒီထိမှန်တယ်1346ခုနှစ်ပြာသူလပြည့်ကျော်2ရက်တင်းနာနေမှာမွေးတယ်လို့သူပြောထားတယ်ဒါကတော့မြန်မာလို့ဒါကတော့အင်္ဂလိပ်လို့ဒါတော့ credit နှစ်လို့ခေါ်တယ်ဒါတော့ကျွန်တော်တို့ဒါမြန်မာခုနှစ်တွေပေါ့နော်အသေးစိတ်ပြထားတယ်ဒါကြီးလည်းကျွန်တော်တို့အကုန်မှန်တယ်ဆိုတော့ဒီဟာတွေမှန်သွားပြီလို့သိရမယ်ပြီးတော့အသက်မှန်ကိုတွက်ထားတယ်42နှစ်ကအသက်မှန်တကယ်တော့ကျွန်တော်ရောက်နေတာက40နှစ်6လပိုင်း15ရက်တနည်းအားဖြင့်လနဲ့ရက်ဒီပိုစွန်းနေတဲ့အတွက်ကြောင့်ဒီနေရာမှာကျွန်တော်တို့တစ်တိုးပြီးတော့42နှစ်နဲ့တွက်ယူရပါတယ်ဆိုတော့ဒါကိုအသက်မှန်လို့ခေါ်တယ်ပြီးတော့တွက်စစ်ရက်ဆွဲကကျွန်တော်ကဒီနေ့24ရက်10လ2025မှာတွက်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီရက်ဆွဲဟာဒါဒီနေရာမှာမှန်တယ်လို့ပြောရမှာပေါ့ဆိုတော့ဒီဟာတွေအကုန်မှန်ပြီဆိုရင်ဒီတွက်ကိန်းတွေအားလုံးဟာလည်းသူ့အနေနဲ့သူမှန်ကန်နေပြီလို့အဓိပ္ပာယ်ရပါတယ်ဆိုတော့မိတ်ဆွေကမဟာဘုတ်ပညာကိုကျွမ်းကျင်သိပြီဆိုတာနဲ့ဟောဒီမှာမူလမဟာဘုတ်ရှိတယ်မူလမဟာဘုတ်ဆိုတာကဟောဒီမွေးတက္ကရာကနေပြီးတော့ယူပြီးတော့တွက်ထားတာပါပြီးတော့ဒီဘက်မှာကောဇာမဟာဘုတ်ရှိတယ်ကောဇာမဟာဘုတ်ဆိုတော့ဟောဒီဒါကောဇာခုနှစ်ကနေပြီးတော့ကျွန်တော်တို့ယူပြီးတော့တွက်ထားတာပါအဲ့တော့ဒါတွေကမိတ်ဆွေတို့လက်တွက်နဲ့ချတွက်မယ်ဆိုလေလွယ်လွယ်ကူတွက်လို့ရပါတယ်အဲ့လောက်ကြီးလည်းမခက်ပါဘူးဒါပေမဲ့ကျွန်တော်က program သုံးတာဆိုတော့မြန်စီခြင်းလို့သုံးတာလူပေါင်းများစွာကိုကျွန်တော်လိုက်ပြီးတော့တယောက်စီပေါ့နော်လိုက်ပြီးတွက်နိုင်ဘူးကျွန်တော်မြန်ဆန်ဆန်လုပ်ချင်တယ်ကျွန်တော်အလုပ်တစ်ခုကိုမြန်ဆန်ဆန်ပြီးစေချင်တယ်ဒါကြောင့်ကျွန်တော်ကဒီစနစ်ကိုဒါကိုယ်တိုင်ရေးဆွဲပြီးတော့ဒါကိုယ်တိုင်သုံးနေတာပါအခုမိတ်ဆွေတို့ကိုပြနေတယ်ဆိုတာကမိတ်ဆွေတို့လည်းကျွန်တော်လိုပဲလိုက်ပြီးများသုံးချင်မလားကျွန်တော်လိုပဲမြန်ဆန်ဆန်ပေါ့အလုပ်တစ်ခုကိုပြီးမြောက်စေချင်သလားဆိုတာကိုကျွန်တော်ကဒါစဉ်းစားမိတဲ့အတွက်မိတ်ဆွေတို့ကိုသုံးချင်လဲသုံးလို့ရအောင်ကျွန်တော်ကဖိတ်ခေါ်လိုက်တဲ့သဘောပါမိတ်ဆွေတို့သုံးမသုံးကျွန်တော်တို့အရေးမကြီးဘူးဒါမဲ့လို့မိတ်ဆွေရဲ့အလုပ်တွေကိုအချိန်နဲ့မျှအမြန်ဆုံးပြီးမြောက်စေချင်တယ်ဆိုရင်တော့ဒီ program ဟာမိတ်ဆွေတို့အတွက်လုံးဝကိုအသုံးဝင်မဲ့ program ဖြစ်တယ်လို့ကျွန်တော်ကတော့ရေရေကြီးအာမခံပါတယ်အဲ့တော့ကျွန်တော်တို့ဆက်ပြီးကြည့်မယ်အဲ့တော့ဒီနေရာမှာကျွန်တော်ကတင်းနာသားမီးဖြစ်တယ်မဟာဘုတ်မှာကျွန်တော်ကဒီလိုမျိုးအနီလေးနဲ့ပြထားတယ်နော်အနီလေးနဲ့ဒီအနီနဲ့ပြထားတဲ့ဒီနှစ်ကနန်းကတင်းနာချိုကိုကိုစားပြုတယ်ဆိုတော့ကျွန်တော်ရဲ့မွေးနံကိုအများဆုံးကြည့်ချင်တယ်ဆိုရင်ဒီမှာလာပြီးကြည့်လိုက်ရင်ဒီအယောင်နဲ့ပြတာမွေးနံပဲတကယ်လို့အနီရောင်ကဒီနေရာမှာရှိနေမယ်ဆိုတစ်မှာရှိနေမယ်ဆိုရင်ဒါတင်းလို့ရသားလို့သိပေရတာပေါ့အခုကကျွန်တော်တင်းနာသားပြီးဖြစ်တဲ့ကြောင့်တင်းနာချိုနှစ်ကနန်းကိုအနီရောင်နဲ့ဒီမှာလာပြီးတော့ပြထားတယ်ဆိုတော့ကျွန်တော်ရဲ့ဒီမဟာဘုတ်ကမွေးနံကိုလိုက်ပြီးတော့အသေးစိတ်ဒီရှာနေစရာမလိုဘူးမြန်မြန်ဆန်ဆန်မြင်ရအောင်ကျွန်တော်ဖန်တီးထားတယ်ဒီမှာလည်းထုံး၎င်းပဲကောဇာမဟာဘုတ်မှာကျွန်တော်မွေးနံဗမာရှိလဲလို့မိတ်ဆွေတို့ပြူးပြဲနေအောင်ရှာနေနဲ့အနီရောင်လိုက်ရှာလိုက်အနီရောင်ဒီမှာရှိရင်ကျွန်တော်မွေးနံရှိတဲ့နေရာပဲဆိုတော့ကျွန်တော်မွေးနံပုရိဌာနမှာရှိတယ်ပုတိတို့ဘင်္ဂါတို့ဗရဏတို့ဆိုတဲ့အခေါ်တွေကတော့မိတ်ဆွေတို့မဟာဘုတ်ကိုလေ့လာထားမှသိလိမ့်မယ်မဟုတ်ကျွန်တော်ဘာတွေပြောနေမှမိတ်ဆွေတို့နားလည်မှာမဟုတ်ဘူးတကယ်တော့ဒီခွင်တွေကဒါပညာရှင်တွေသုံးတဲ့ခွင်မှာမိတ်ဆွေတို့နားမလည်ရင်လည်းဒါအပြစ်မဟုတ်ပါဘူးပြီးတော့ဒီနေရာမှာကျွန်တော်ပြောစရာတစ်ခုရှိသွားတာကစန့်ကျင်ကြိုနော်စန့်ကျင်ကြိုဆိုတာကစမ်းချမ်းပညာလာတာပါဆိုတော့မိတ်ဆွေကိုယ်တိုင်ကစမ်းချမ်းပညာကိုနားမလည်သေးဘူးဆိုလည်းပဲဒါသင်တန်းတွေပါတက်ထားဖို့လိုလိမ့်မယ်ကျွန်တော်ကိုယ်တိုင်လည်းနောက်ပိုင်းတွေမှာသင်တန်းတွေလုပ်ပေးသွားဖို့အစီအစဉ်ရှိပါတယ်လောလောဆယ်တော့ကျွန်တော်လည်းသိမအားတော့ဒါသင်နိုင်တဲ့သင်တန်းလေးတောင်မှကျွန်တော်အချိန်ကိုလုပြီးတော့သင်နေရပါတယ်အဲ့တော့ကျွန်တော်လုပ်ပေးနိုင်တာတွေအများကြီးရှိပါသေးတယ်သို့တော်လည်းပဲ
လောလောဆယ်တော့ကျွန်တော်ဘာမှမလုပ်နိုင်သေးပါဘူးကျွန်တော်လုံနိုင်တဲ့လောက်ကိုပဲအင်းနဲ့အားတိုက်တော့လုပ်နေပါတယ်နော်နောက်တစ်ခုကဒီနေ့မှာဇနကကိန်းကိုကျွန်တော်ထည့်ပေးထားတယ်ဒီကိန်းကမှန်လို့ထည့်တာလားလို့မိတ်ဆွေတို့မေးစရာရှိတယ်ကျွန်တော်အနေနဲ့တော့တိတ်ပြီးတော့ဘဝင်မကြပါဘူးတော်တင်းနေပုံသေးနီးဆန်ပါလေမှန်ချင်လဲမှန်တယ်မှားချင်လဲမှားတယ်တိတ်ပြီးအားမကိုးတော့ဘူးသို့တော်လဲ तू ကညှိခိုင်းနေနေတော့တော်တော်လေးအသုံးဝင်ပါတယ်ဥပမာကျွန်တော်ပြောပြမယ်ကျွန်တော်ကကောစာမဟာဘုတ်မှာကျွန်တော်ရဲ့မွေးနံကပုတိဆိုတဲ့ဌာနမှာရောက်နေတယ်ဒီသဘောကဘာလဲဆိုရင်မဟာဘုတ်ပညာရကျွန်တော်ဟာဒီနှစ်မှာကန်စတာတားကြီးကောင်းတယ်လို့မဆိုထိုက်ဘူးတားကြီးကောင်းတယ်လို့မဆိုထိုက်ဘူးဆိုတော့ညံ့တယ်ပေါ့နော်ပြောချင်တာဆိုတော့တကယ်ပဲညံ့သလားဘာတွေညံ့တယ်လဲဆိုရင်တင်းနာကျူဟာငွေကြီးကျူဖြစ်တဲ့ကြောင့်ကျွန်တော်ဟာငွေကြီးနဲ့ပတ်သက်ပြီးတော့ညံ့တယ်တင်းရီကျူဟာအလောက်ကန်ကျူဖြစ်တဲ့ကြောင့်ကျွန်တော်ဟာအလောက်ကန်နဲ့ပတ်သက်ပြီးတော့ညံ့တယ်ဒါပေမဲ့ဒါကကောစာမဟာဘုတ်နော်တိတ်ပြီးတော့ကျွန်တော်တို့တိကျတဲ့အထဲမှာတော့သွားထည့်ထားလို့တော့မရဘူးသို့တော့ကျွန်တော်ကပြောချင်တာကစမ်းစစ်ညှိနေတဲ့အခါမှာအသုံးပြုတဲ့ကိန်းလေးကိုကျွန်တော်ပြောချင်တာဟောဒီဇနကကိန်းမှာဆိုရင်ကျွန်တော်ကစံဆိုပြီးတော့ပြနေတယ်ကျွန်တော်ရဲ့အသက်မှန်ကဒီမှာ42နှစ်မှလားအဲ့တော့ तू ဘယ်လိုတွက်သွားလဲဆိုရင်40မှာ तू က40အထိမှာနန်းဆိုတဲ့နေရာမှာရှိပြီးတော့40ကနေကြော်လိုက်တဲ့နဲ့ तू စံနဲ့ရောက်သွားပြီကျွန်တော်42နှစ်ဖြစ်နေတဲ့ကြောင့် तू ကဒီ42နှစ်ထိကို तू ကယူပလိုက်ပြီးတော့ဒီစံဆိုတဲ့ဌာနထဲမှာရှိနေကြအောင်ပြတာနော်ဒါကတော့မိတ်ဆွေတို့နားမလည်ထားလိုက်ပါလောလောဆယ်ကျွန်တော်ကဘာရောက်နေလဲဆိုစံဆိုတဲ့ဌာနမှာရောက်နေတယ်ဆိုတော့စံဆိုတာကထိနှန်းစိုးစံရတဲ့သဘောဘယင်ဖြစ်တဲ့သဘောလို့ကိုးစားပြုပါတယ်ဆိုတော့ဘယင်အဖြစ်စံစားနေတဲ့အချိန်ပေါ့ဆိုတော့ကောင်းသောအချိန်တစ်ခုလို့သူကပြောချင်တာဆိုတော့ဇနကဂိမ်းအလိုရကောင်းတယ်မာဘုတ်အလိုရကျွန်တော်ညံ့တယ်ဆိုတော့ဒီနှစ်ခုကိုပေါင်းပြီးစဉ်းစားလိုက်ရင်ကျွန်တော်ဟာတအားကြီးညံ့တာလည်းမဟုတ်သလိုတအားကြီးစိုးတာလည်းမဟုတ်ဘူးလို့ဒါအဓိပ္ပာယ်ရပါတယ်နောက်တစ်ခုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီနေရာမှာကျွန်တော်ကမူလနာမခရတိုင်ရင်ကောစာနာမခရတိုင်ရင်ကျွန်တော်ထူပေးထားတယ်ဒါတွေလည်းကျွန်တော်တို့လိုအပ်တယ်လို့သုံးရပါတယ်ဘာတွေသုံးရတယ်လဲဆိုတော့ကိုတော့ကျွန်တော်ကလောလောဆယ်သင်တန်းအဖြစ်ပြောနေတာမဟုတ်တော့အထူးတော့ကျွန်တော်မပြောတော့ပါဘူးเนาะတကယ်လို့မိတ်ဆွေတို့သုံးတတ်တယ်ဆိုရင်သုံးပါမသုံးတတ်ရင်တော့ကြော်လိုက်ပါပြီးတော့ဒီနေရာမှာလည်းကျွန်တော်အထက်လက်ကွင်ကိုထည့်ပေးထားတယ်အထက်လက်ကွင်မှာဟောဒီနေရာမှာတနင်္ဂနွေဂျိုရှိတယ်ဟောဒီနေရာမှာတင်းနာဂျိုရှိတယ်ဟောဒီနေရာမှာအင်္ဂါစဖြင့်ပေါ့ရှိနေတာတွေရှိပါတယ်သို့တော့ကျွန်တော်အဲ့ဒီဂျိုတွေကိုတော့အမြင်ရှုပ်မှာဆိုလို့ကျွန်တော်မထည့်ထားဘူးမြင်ကွင်းကိုရှင်းရှင်းလင်းလင်းဖြစ်အောင်ကျွန်တော်ကမွေးနယ်ရှိတဲ့နေရာကိုဟောလို့အနီးနဲ့စပြလိုက်ပါတယ်။ဥပမာကျွန်တော်တင်းနာသားဖြစ်တော့ကျွန်တော်ဒီနေရာမှာကျွန်တော်မွေးနယ်ရှိတယ်။မွေးနယ်ကိုတိလိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့လက်ရရည်သူ့ရဲ့ဌာနဆိုင်ရာတွေကိုရှာလို့ရပါတယ်။အဲ့တော့ဒီမှာကတ္တုတာမိတမ္ပဒါနစဖြင့်ကျွန်တော်ရေးပေးထားတယ်။အဲ့ဒါတွေဟာစံချမ်းပညာမှာသုံးတဲ့ကရကတွေဖြစ်ပါတယ်။နားမလည်တော့မိတ်ဆွေတို့စံချမ်းပင်သင်တန်းကိုအရင်ဆုံးရှာဖွေပြီးတော့တက်ထားပါ။တကယ်ကျွမ်းကျင်သင်ပြနိုင်တဲ့ဆရာတွေ online မှာရှိပါတယ်။သူတို့နဲ့ join ထားပါ။ကျွန်တော်လည်းနောက်ပိုင်းသင်ပေးပါမယ်ပြီးတော့ဒီနေရာမှာပရိဝါရအာယုနာဂရစဖြစ်ကျွန်တော်ဒီမှာလုပ်ပေးထားပါတယ်ဒါတွေလည်းမိတ်ဆွေတို့သုံးထိုင်ရင်တော်တော်ကိုအသုံးဝင်မှာပါတကယ်လို့မသုံးထိုင်တော့လောလောဆယ်ထားလိုက်ပါတော့ပြီးတော့ဒီနေရာမှာလည်းပဲကျွန်တော်ကအင်္ဂါဝတ်စာတိုင်းရဲ့မွေးနံတိုင်းမွေးချိန်တိုင်းလက်ရှိအခါတိုင်းဆိုပြီးတော့တိုင်သုံးမျိုးကျွန်တော်ပေးထားပါတယ်ဒီမွေးချိန်တိုင်းကတော့မိတ်ဆွေတို့ဒါမွေးချိန်ကိုတိတိကျကျမှန်မှန်ကန်ကန်ထည့်ပြီးမှအဖြေမှန်ထွက်မှာပါဒါကြောင့်ကျွန်တော်စာပိုင်းမှာမွေးချိန်တိတိကျထည့်ဖို့တွေတနည်းအားဖြင့်မွေးရစာတိတိကျထည့်ဖို့တွေပြောခဲ့တာဟာဒီတိုင်ဒီရဲ့အားကိုကျွန်တော်လိုချင်လို့ပါတိကျတွက်ချင်လို့ပါဆိုတော့အဲ့ဒါမတိကျတော့ဒီနေရာမှာဒါတွေအချမ်းမြင့်နေပဲဖြစ်ကုန်လိမ့်မယ်နော်တိကျကျလောက်ခင်တော့ဒါတွေကမှန်မှန်ကန်ကန်ထွက်လာမှာပဲဆိုတော့ဒီသုံးတိုင်ကိုကျွန်တော်ဒီမှာထူပေးထားတယ်ဒါတွေကလည်းပဲမိတ်ဆွေတို့အင်္ဂါဘုစာနားလည်မှအသုံးပြုတတ်မှာပါလက်ရှိကျွန်တော်ရဲ့ဗေဒင်ပညာသင်တန်းမှာတော့အင်္ဂါဘုစာကိုကျွန်တော်က2မျိုးခွဲပြီးတော့သင်ပေးထားပါတယ်တစ်မျိုးကအဟောပိုင်းမှာအဟောပိုင်းဆိုတာကဒီပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟောပြောမယ်ဆိုရင်ဘယ်လိုတွေဟောပြောရမလဲဆိုတော့ဒါဥပဒေသားတွေ theory တွေကိုကျွန်တော်ကဒါအသေးစိတ်ရှင်းပြပေးတဲ့အပိုင်းဖြစ်ပါတယ်နောက်တစ်ပိုင်းကကျွန်တော်တို့ရရတွေဓာတ်ရိုက်တဲ့စင်တွေရဲ့စွမ်းအားကိုအသုံးပြုတဲ့အပိုင်းမှာတနည်းအားဖြင့်လူသိနေပြီးတော့ရှုပ်ဝက်ရှားပါတဲ့အတတ်ပညာတွေပြီးတော့လူသိများပေမဲ့သတိမမူလိုက်မိတဲ့ပညာရက်တွေအားလုံးကိုကျွန်တော်ကအဲ့ဒီဓာတ်ရိုက်ခန်းဒီမှာသင်ပြပေးမှာပါဆိုတော့မိတ်ဆွေတွေနဲ့တကယ်လို့အင်္ဂါဥစ္စာပညာကိုကျွန်တော်စီမှာလေ့လာခြင်းနဲ့သင်ယူခြင်းနဲ့ဆိုရင်ဟောပညာပိုင်းကိုမိတ်ဆွေတို့တက်ခွင့်ရှိပါတယ်သို့တော့ရရဓာတ်ရိုက်တဲ့စင်ပိုင်းကိုတော့မိတ်ဆွေတို့တက်ခွင့်ရှိဦးမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့တချို့သင်တန်းတွေဟာသင်တန်းကြီးပေးနိုင်တိုင်းကျွန်တော်ကဝင်ခွင့်ပေးမှာမဟုတ်သလိုသင်ကြားခွင့်ပြုမှာလည်းမဟုတ်ပါဘူးကျွန်တော်ရဲ့အတိမတ်ပြုထားတဲ့အောင်လက်မှတ်ကိုရရှိထားပြီးဆိုမှသာဒါတနည်းပြောရရင်တော့ကျွန်တော်ကမိတ်ဆွေကိုရွေးချယ်လိုက်ပြီးဆိုမှသာကျွန်တော်ပေးမဲ့ထူးခြားတဲ့ပညာရပ်တွေကိုမိတ်ဆွေတို့ဒါဆက်လက်ပြီးတော့လေ့လာခွင့်ရမှာဖြစ်ပါတယ်ဒါကလည်းကျွန်တော်ရဲ့ကိုယ်ပိုင်စီစဉ်မှုဖြစ်ပါတယ်မိတ်ဆွေတို့ကိုကျွန်တော်ကဘယ်လိုလူစားမျိုးဖြစ်တယ်ပညာရပ်ကိုဘယ်လောက်ထိလေ့လာခြင်းနဲ့ဘယ်လောက်ထိပင်ပန်းခံနိုင်နေဆိုတော့ကျွန်တော်ကကောင်းကောင်းစစ်ဆေးပြီးမှသာလင်သင်အပ်တဲ့ပညာတွေတချို့လိုအပ်လို့ပေါ့နော်
သစ္စာခံပြီးမှပေးရမယ့်အရာတွေကိုကျွန်တော်ကအဲ့တော့မှကျွန်တော်ချပေးမှာပါမဟုတ်ဘဲနဲ့ဒီတိုင်းဘလိုင်းရတော့မိတ်ဆွေတို့ပေးမှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်ရဲ့သင်တန်းမှန်သမျှဟာသင်တန်းကြီးပေးနိုင်တိုင်းငါတော့တက်ခွင့်ရပြီလို့မမှတ်စေချင်ပါဘူးကျွန်တော်ဟာကျွန်တော်ပါပဲတခြားလူမဟုတ်တဲ့အတွက်ကြောင့်ပတ်စံပေးနိုင်တိုင်းတက်ရမယ်လို့တော့မမှတ်စေချင်ပါဘူးကျွန်တော်ဘက်ကအကောင်းဆုံးကတော့စူးစမ်းနေမှာပါဒါပေမဲ့မိတ်ဆွေတို့ဘက်ကလည်းပဲကျွန်တော်ယုံကြည်စိတ်ချလောက်တဲ့ပညာရှင်မျိုးကျွန်တော်လိုပဲပညာရဲ့တစ်ခုကိုပေါ့စိတ်ပါဝင်စားစွာနဲ့လေ့လာခြင်းနဲ့လူစားမျိုးဖြစ်ဖို့တော့လိုပါတယ်အပေါ်ရန်ကြောပုံစံမျိုးနဲ့တော့မလာတင်ပါနဲ့ကျွန်တော်ဘယ်တော့မှတင်မပေးပါဘူးဒါလေးလည်းမိတ်ဆွေတို့နားလည်စေချင်ပါတယ်ကဲဟောဒီမှာဆက်ပြီးကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီစမ်းချမ်းပေတဲ့ပညာမှာတိုင်6တိုင်ထူရတဲ့ဒါအယူဆတစ်ခုရှိပါတယ်တိုင်6တိုင်ဆိုတဲ့နေရာမှာဂျိုစားမှာတိုင်3တိုင်ရှိမယ်ပြီးတော့တက်ရောက်မှာတိုင်3တိုင်ရှိမယ်ဂျိုစားကိုတချို့ကတော့ဂျိုအိတ်လို့လည်းခေါ်တယ်ဘယ်လိုခေါ်တိတ်ပြီးတော့မထူပါဘူးတူပါပဲကျွန်တော်ရဲ့ဂျိုအိတ်ဂျိုစားဟာလက်ရှိမှာကျွန်တော်ကစနေဂျိုစားထဲမှာရှိတယ်လို့ဒါအဓိပ္ပာယ်ရပါတယ်ဒါတော့ဒီစနေဂျိုဟာဂျိုသက်အားဖြင့်10နှစ်တာကာလကိုသူကစိုးမိုးပါတယ်ဆိုတော့ဒီတိုင်စင်းကြီးဟာ10နှစ်လုံးမပြောင်းတဲ့တိုင်စင်းကြီးလို့အဓိပ္ပာယ်ရပါတယ်ဆိုတော့တကယ်တော့ဒီတိုင်စင်းကြီးကကျွန်တော်တို့တကယ်မြန်မြန်ဆန်ဆန်ဟောမယ်ဆိုတော့အားမကူတော့ပါဘူးဒါပေမဲ့သူ့ကိုပြစ်ပယ်ထားလို့ရသလားဆိုတော့လည်းအဲ့လိုလည်းမဟုတ်ပါဘူးဒါတော့မိတ်ဆွေတို့စမ်းချမ်းပညာကိုနည်းနည်းသင်ယူပြီးပြီဆိုမှဒါတွေကိုပြန်လေ့လာတာပိုကောင်းပါတယ်မဟုတ်ချင်ကျွန်တော်ရှင်းပြရင်လည်းပဲမိတ်ဆွေတို့ဘာမှနားမလည်ဖြစ်နေလိမ့်မယ်အဲ့တော့ကျွန်တော်ဒီဟာကိုကြိုလိုက်မယ်ပြီးတော့ဒီညမှာကျတော့ကျွန်တော်ကဒဲနာတက်ရောက်နေတယ်လို့ပြောထားတယ်တက်ရောက်ဆိုတာကလက်ရှိကျွန်တော်ရောက်နေတဲ့အသက်ကနေပြီးတော့ဒါတွက်ရိုးအရာရှာထားတဲ့တနည်းအားဖြင့်ဂျိုတွေကိုခွာချမ်းစိတ်ပြထားတဲ့ဒါစနစ်လေးတစ်ခုပေါ့ဒီမှာဆိုလဲတိုင်3တိုင်ပါဝင်ပါတယ်ဆိုတော့ဒီတက်ရောက်ကတော့လောလောဆယ်ကျွန်တော်တို့ရောက်နေတဲ့ကာလရဲ့တစ်နှစ်အတွင်းဖြစ်ရပ်တွေကိုသူကအဓိကဖော်ပြပါတယ်တစ်နှစ်အတွင်းဆိုတဲ့နေရာမှာကျွန်တော်တို့ရဲ့ပြီးခဲ့တဲ့မွေးလာမွေးရက်ကနေနောင်လာမဲ့မွေးလာမွေးရက်အထိလို့ဒါအလွယ်မှတ်ထားခြင်းမှတ်ထားပါပြီးတော့ဒီနေရာမှာလည်းကျွန်တော်တို့ဒါခံမှန်းယူလို့ရပါတယ်ကျွန်တော်က9ရက်တလမှာမွေးတဲ့အတွက်ကြောင့်9ရက်တလ2025ကနေပြီးတော့9ရက်တလ2026အထိကိုတစ်နှစ်တာကာလလို့ယူဆလို့ရပါတယ်ဒါတစ်နှစ်တာကာလကိုကျွန်တော်ထပ်ပြီးတော့အသေးစိတ်ထပ်ခွဲထားတာပါဆိုတော့ဒီတက်ရောက်ကြီးတစ်ခုလုံးကကျွန်တော်ရဲ့ပြီးခဲ့တဲ့မွေးလာနေနောင်လာမဲ့မွေးလာမွေးရက်အထိတစ်နှစ်အတွင်းလို့မိတ်ဆွေတို့နားလည်ထားမယ်ဆိုရင်ဒါကိုသုံးရတာအဆင်ပြေသွားပါလိမ့်မယ်ပြီးတော့ဒီနေရာမှာကျွန်တော် data ဗုဒ္ဓခွဲတဲ့စနစ်တွေကိုကျွန်တော်ဒီမှာထည့်ပေးထားပါတယ်ပြီးတော့ကျွန်တော်ရဲ့စမ်းမဟာဗေဒပညာမှာအထူးသုံးနေတဲ့ဂျဟာဗလာတွက်ချက်မှုတွေကိုကျွန်တော်ဒီနေရာမှာထည့်ပေးထားပါတယ်ဒီဂျဟာဗလာဆိုတာကတော့မိတ်ဆွေတို့အနေနဲ့သုံးချတတ်မယ်ဆိုရင်တော်တော်ကိုအကျိုးများမဲ့ဒါဂိမ်းတစ်ခုပါဒီဂျဟာဗလာတွေဘယ်လိုမျိုးရရှိလာတယ်လဲဘယ်လိုမျိုးတွက်ချက်ရတယ်လဲဆိုတာကကျွန်တော်ရဲ့စမ်းမဟာဗေဒပညာသင်တန်းဖွင့်တဲ့အခါကျရင်မိတ်ဆွေတို့လေ့လာကြည့်ပါအဲ့တော့မှဒီဂျိုဒီကိုဘယ်လိုတွေ့ရလဲဘယ်လိုမျိုးအဓိပ္ပာယ်ရှိနေမိတ်ဆွေတို့ဒါရရှိလာလဲဆိုတာကိုကောင်းစွာလေ့လာနိုင်ပါလိမ့်မယ်အခုတော့ကျွန်တော်မပြောတော့ပါဘူးပြီးတော့ဒီဘက်ကတက်ရောက်dataဆိုတဲ့ကိန်းကတော့ဒါတစ်နှစ်တာအတွင်းမှာဂျိုဒီရဲ့ရွေလျားမှုတွေဖြတ်သန်းမှုတွေကိုကျွန်တော်တို့ဒါစမ်းချမ်းပညာနီးရပဲကျွန်တော်တွက်ချက်ထားတာပါဒီတွက်ရုပ်တွက်ချက်မှုတွေကိုတော့ကျွန်တော်စမ်းချမ်းပညာသင်တဲ့အခါကျရင်အသေးစိတ်ပြန်ပြီးရှင်းပြပေးပါမယ်အခုတော့ကျွန်တော်မရှင်းပြတော့ဘူးတကယ်တော့ဒီဘိုင်းတွေကမိတ်ဆွေတို့ဒါဗေဒပညာကိုပေါ့နော်ကောင်းကောင်းနားလည်ထားရင်တော့ပိုကောင်းပါတယ်ဒါပေမဲ့မိတ်ဆွေကဒီ program ကြီးကိုသုံးပြီးတော့ဘာမှတော့နားမလည်ဘူးဒါပေမဲ့သိတာလည်းသိချင်နေသေးတယ်ဆိုရင်အခုလိုတွက်ကြည့်လိုက်ရင်ဒီနောက်ပိုင်းနေမှာမိတ်ဆွေတို့ဒါလေ့လာစရာတွေရှိပါတယ်ဥပမာအားဖြင့်ပေါ့နော်ကျွန်တော်ဒီနေရာမှာရှင်းပြထားတာရှိတယ်ဒါဆိုတက်ရောက်တိုင်ဒီတက်ရောက်တိုင်အောင်ဆိုလိုတာပါဒီတက်ရောက်တိုင်မှာဆိုတော့ဒီတက်ရောက်တိုင်ကြီးမှာဂျိုလေးတွေကိုပေါ့နော်တစ်ခုချင်းစီခွဲချမ်းစိတ်ဖြာပြီးတော့လေ့လာသွားတဲ့စနစ်ကိုကျွန်တော်ဒီမှာထည့်ပေးထားတယ်ဒါကဘာအတွက်အသုံးဝင်လဲဆိုတော့ဒီစံချမ်းပညာကိုမိတ်ဆွေဘာမှနားမလည်ဘူးဆိုရင်ဒီနေရာမှာလာပြီးတော့ဒါပညာသင်တဲ့သဘောနဲ့လေ့လာလို့ရတယ်ဆက်လက်ပြီးတော့မိတ်ဆွေရဲ့ဒါဉာဏ်စွမ်းတွေပညာစွမ်းတွေကိုတိုးမြှင့်အောင်ဖန်တီးလို့ရပါတယ်အဲ့တော့ဥပမာဒီနေရာမှာကျွန်တော်ဘယ်လိုရေးထားလဲဆိုတော့တိုင်ထိတ်အကြောင်းကျွန်တော်စပြီးရှင်းမယ်ဆိုတော့အတ္တတိုင်ရဲ့တိုင်ထိတ်မှာဒင်းနာကျူရှိနေပြီးတော့တဲ့ပရတိုင်အရာဗုဒ္ဓဟူးကျူကိစ္စကျူကတ်ထားပါတယ်တဲ့ဆိုတော့သူပြောချင်တာကဒီမှာကျွန်တော်တို့တိုင်3တိုင်ရှိတယ်မိတ်ဆွေတို့ဒီမှာမြင်လိမ့်မယ်ဒီမှာ1တိုင်ဒီမှာ2တိုင်ဒီမှာ1တိုင်စသဖြင့်ပေါ့3တိုင်ရှိတယ်ဒီဘက်အစွန်ဆုံးကတိုင်ကကျွန်တော်တို့အတ္တတိုင်လို့ခေါ်တယ်အဲ့ဒီအတ္တတိုင်ဆိုတာကမေးတဲ့သူတနည်းအားဖြင့်ကိုယ်တိုင်နဲ့သက်ဆိုင်တယ်ဒီဘက်ကတိုင်ကကျွန်တော်တို့ပရတိုင်လို့ခေါ်တယ်ပရတိုင်ဆိုတာကသူတစ်ပါးနဲ့သက်ဆိုင်တယ်တနည်းအားဖြင့်အတ္တတိုင်ကိုအထောက်ပံ့ပေးတဲ့ဂျိုတွေရဲ့စွမ်းအားကိုအဓိကဖော်ထုတ်မယ်တိုင်လို့လည်းကျွန်တော်တို့ပြောလို့ရတယ်စံချမ်းပညာသင်တန်းမှာဆိုရင်ကျွန်တော်ဒီချက်ပို့ပြီးတော့အသေးစိတ်ရှင်းပြပါမယ်အခုတော့ဒီလောက်ပဲထားလိုက်ပါဦးပြီးတော့ဒီနောက်ဆုံးတိုင်အောင်လည်းကျတော့ကျွန်တော်တို့ကဇေယတိုင်လို့ခေါ်ပါတယ်ဒါအလွယ်ပဲမှတ်ထားလိုက်နော်ဇေယတိုင်လို့ပဲမှတ်ထားလိုက်ဘာကြောင့်လဲဆိုတော့ तू ကဒီဂျိုတွေကအပေါ်ဆုံးကနေစပြီးတော့ကျွန်တော်အောက်ဆုံးထိကိုဇေယဝရလာဘဒွာယဗျာယမရဏကိစ္စဆိုပြီးတော့ကျွန်တော်တို့သူ့ဌာနနဲ့သူဒါတတ်မှတ်ထားပါတယ်ဒီတိုင်တွေကလည်းပဲပြောမှဆိုရင်တော့နောက်ကနေပြီးတော့ तू က
ကတ်ဂျိုအနေနဲ့ထောက်ပံ့နေပြီးနေတဲ့သဘောရှိပါတယ်အဲ့တော့ဒါလေးတွေကိုမိတ်ဆွေတို့နားမလည်ဘူးဆိုတော့ခဏထားလိုက်အောင်ကျွန်တော်တို့ဆက်ပြီးဖတ်ကြည့်အောင်ဒီတော့တဲ့တာဝတိစံချမ်းအလိုရအာဗလာဟာတုံညမှတ်အားဖြစ်ပြီးတော့တဲ့ကျွန်တော်ရဲ့မူရတဲ့တုံညရာခိုင်နှုန်းအားဖြစ်လာပါတယ်တဲ့ဆိုတော့ပြောချင်တာကကျွန်တော်တို့မြန်မာပြည်မှာစံချမ်းနဲ့ပတ်သက်လာရင်ဆရာကြီးဇေယျသိဋ္ဌိဦးစိုးမင်းရဲ့စံချမ်းပညာဟာတော်တော်လေးကိုနာမည်ကြီးပါတယ်ဒီဆရာကြီးကစံချမ်းနဲ့ပတ်သက်ပြီးတော့လည်းပဲစာအုပ်စာတမ်းတွေအများကြီးရေးခဲ့သလိုအဲ့ဒီစာအုပ်စာတမ်းတွေမှာလည်းပဲတော်တော်လေးကိုအနှုတ်စိတ်ကြပြီးတော့ကောင်းမွန်တဲ့စနစ်တွေထည့်ပြီးထားတာတွေ့ရပါတယ်အဲ့တော့ဒီစံချမ်းရဲ့အားဗလာကိုလည်းကျွန်တော်ဒီနေရာမှာယူပြီးတော့သုံးထားပါတယ်ဒါပေမဲ့ကျွန်တော်ကမူရင်းစံချမ်းမှာပြထားတဲ့တမတ်အားတို့နှစ်မတ်အားတို့သုံးမတ်အားတို့လေးမတ်အားတို့ဆိုတဲ့ဟာတွေကိုကျွန်တော်ကတိတ်ပြီးတော့မသုံးချင်ပါဘူးမသုံးချင်ဘူးဆိုတာကကျွန်တော်ရဲ့ပညာအလိုရဆိုရင်ကျွန်တော်ကယာနှုံးနဲ့ပြတဲ့အားဗလာတွေကိုကျွန်တော်ပို့ပြီးအားတန်ပါတယ်ဆိုတော့ကျွန်တော်ကအဲ့ဒါကိုနည်းနည်းလေးသင်္ချာပညာရပြောင်းလဲလိုက်တဲ့အခါမှာကျွန်တော်ရဲ့ဒီပုံစံဟာဒါကျွန်တော်ကိုယ်ပိုင်မူလို့ဖြစ်လာပါတယ်တကယ်တော့ဒါဟာတာဝတိစံချမ်းရဲ့အယူဆကိုပဲကျွန်တော်ကသင်္ချာပညာနဲ့နည်းနည်းလေးကိန်းလှစ်လိုက်တဲ့သဘောပါတကယ်တော့ဒီဟာတွေဟာတာဝတိစံချမ်းရဲ့အားဗလာတွက်ချက်မှုနဲ့အတူတူပါပဲမတူဘူးဆိုတာကကျွန်တော်ကနည်းနည်းလေးသင်္ချာသဘောရပြောင်းလဲလိုက်တာပဲရှိတာပါလုံးဝမတူတာမဟုတ်ပါဘူးပြီးတော့ကျွန်တော်တို့ဆက်ဖတ်ကြည့်ပါမယ်အခုကျွန်တော်ဒီဘိုင်းကိုကျွန်တော်ဖတ်ပြပါမယ်ဒီဘိုင်းဟာအားဗလာစစ်ဆေးတဲ့အပိုင်းဖြစ်ပြီးတော့တော်တော်ကိုလည်းအရေးကြီးပါတယ်တကယ်ဆိုရင်ဒီဘိုင်းကမိတ်ဆွေတို့အနေနဲ့မကြည့်လဲရပါတယ်ဒါပေမဲ့ကျွန်တော်ကဘာလို့ထည့်ပြီးတော့ရေးထားတယ်လဲဆိုတော့စမ်းမဟာပညာရဲ့အားဗလာအစစ်မှန်စစ်ဆေးတဲ့စနစ်ဟာအင်ပတန်ကိုအရေးပါတဲ့အတွက်ကြောင့်ကျွန်တော်ဒီနေရာမှာမဖြစ်မနေထည့်ပေးထားတာပါအဲ့တော့ဇေယျတိုင်ကြောင့်ရလာတဲ့အားဗလာဟာတဲ့ဒီမှာတုံညနော်တုံညရဲ့ခဏုံဖြစ်ပြီးတော့တဲ့ပရဂျူဗုဒ္ဓဟူးကြောင့်ရလာတဲ့စမ်းမဟာရဲ့ဂျဟာဗလာဟာအပေါင်း8.33ဒီမှာကကတ်ထားတဲ့ကတ်ဂျူကဗုဒ္ဓဟူးဂျူအဲ့ဒီဗုဒ္ဓဟူးဂျူရဲ့အားကိုကျွန်တော်ဒီမှာကြည့်ရင်အပေါင်း8.33ဖြစ်နေတယ်အဲ့ဒါကိုပြောချင်တာဆိုတော့အဲ့နှစ်ခုကိုကျွန်တော်တို့ပေါင်းဆက်ပြီးတော့ကျွန်တော်ရဲ့စမ်းမဟာပညာရဲ့အားစစ်အားမှန်ရှာလိုက်တဲ့အခါမှာသူ့ရဲ့အားအမှန်ကအပေါင်း4.1ရာခိုင်နှုန်းလို့အဖြေထွက်လာတယ်ဆိုတော့ဒီမှာအပြိုင်လေးနဲ့ပြထားတာအပေါင်းသဘောကောင်းသေးတဲ့ဆိုတဲ့သဘောကိုကူစားပြုတယ်ဆိုတော့ဒီဒိနာဂျူကတိုင်ထိတ်မှာရှိနေတဲ့အတွက်တဲ့ဒီမှာတော့ကျွန်တော်ဒီနေရာကိုရောက်သွားပြီနော်ဒိနာဂျူဟာတိုင်ထိတ်မှာရှိနေတဲ့အတွက်တဲ့ဒါဒိနာဂျူတိုင်ထိတ်မှာရှိတယ်ဆိုတော့ तू ကဌာနအရာဘယ်လိုအကျိုးပေးတွေရှိတယ်လဲဆိုရင်ဝင်လာခြင်းနော်ကံကောင်းခြင်းဘုံကံကြီးခြင်းလင်းလင်းမြဲမြဲအောင်မြင်ခြင်းထက်မြက်ခြင်းဆိုတဲ့ဆွမ်းအားတွေသူ့ရဲ့ဌာနဖလားဆိုင်ရာဆွမ်းအားတွေသူ့မှာရှိပါတယ်ဒီနေရာဖြစ်ဒိနာဂျူရဲ့ပရိယေအရာဆိုရင်ဒိနာဂျူဟာငွေကြီးနဲ့ပတ်သက်လာတယ်ပြီးတော့မိခင်လိုမျိုးအမျိုးသမီးအကြီးအကဲတွေနဲ့ပတ်သက်တယ်ဒါကိုကြည့်ချင်းအပြင်ငွေတွေဝင်လာမယ်ငွေကြီးနဲ့ပတ်သက်လာရင်ကံကောင်းမယ်ငွေအတွက်ဘုံကံကြီးမယ်ငွေကြီးကိစ္စတွေလည်းမြဲအောင်မြင်မယ်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာထက်ထက်မြက်ရှိမယ်စသဖြင့်ကျွန်တော်တို့ဒီလိုအကြမ်းမြင်ဟောလို့ရပါတယ်နော်ဒါတွေကသူ့ရဲ့ဒီဌာနပလသဘာဝတွေပါအဲ့ဒီမှာတော့ဘာဆက်စစ်လဲဆိုတော့ဒီအချိန်နေမှာတဲ့ဇေယျတိုင်ရဲ့ကိစ္စကြိုကတ်လိုက်တာဟာသူလာပြီအဲ့တော့ဒီဒိနာဂျူကိုလာကတ်တဲ့ပုတ်ထူးဂျူဟာဘယ်ရလာတယ်လဲဆိုရင်ဟောဒီဇေယျတိုင်မှာရှိတယ်ဟောဒီကိစ္စဆိုတဲ့ဌာနနဲ့သူကလာတာပါဒါကိုပြောချင်တာဒီအချိန်နေမှာဇေယျတိုင်ရဲ့ကိစ္စဂျူကတ်လိုက်တာဟာအဲ့ဒီဒိနာဂျူကိုပို့ပြီးတော့အားကောင်းအောင်လုပ်ပေးလိုက်တာနဲ့လားတဲ့တူပါတယ်တဲ့ဆိုတော့ပြောချင်တာကဒီကောင်းတဲ့ဒိနာဂျူကိုဟောဒီအဆိုးဆုံးဖြစ်တဲ့ကိစ္စဂျူကြီးလာကတ်လိုက်တာဟာသူအားကောင်းအောင်လုပ်လိုက်တာတဲ့အားကောင်းအောင်လုပ်တယ်ဆိုတာကကောင်းတာလည်းဖြစ်နိုင်တယ်နော်ဆိုးတာလည်းဖြစ်နိုင်တယ်သူအားကောင်းအောင်လို့ပဲပြောတာဂျိုကောင်းအောင်လို့ပြောတာမဟုတ်ဘူးနော်ဂျိုကောင်းအောင်ဖန်တီးပေးတာမဟုတ်ဘူးနော်အားကောင်းအောင်ဆိုးစရာရှင်ပိုဆိုးသွားအောင်နော်ကောင်းစရာရှင်ပိုကောင်းသွားအောင်ဆိုတဲ့အားကိုသူတိုးမြင့်ပေးတဲ့သဘောကောင်းပြီဒါဆိုဒီကိစ္စဂျိုကဘာလဲဆိုတော့ကျွန်တော်ဆက်ပြီးကြည့်မယ်ကိစ္စဂျိုဆိုတာတဲ့စွန့်လို့ရခြင်းညဉ့်ညင်ပင်ပန်းခြင်းတေလူအောင်ဖြစ်ခြင်းအိမ်မကက်လို့ခြင်းအချုပ်နှောင်ခံရခြင်းကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းလို့ဖွင့်ဆိုထားပါတယ်ဆိုတော့ကိစ္စဂျိုဆိုတာဟာအဲ့လိုမျိုးဆိုးပါတယ်မကောင်းတာတွေပဲပေါ့နော်အဲ့တော့သူကဘာဖြစ်လာလဲဆိုတော့ဒီဒိနာဂျိုဟာငွေကြီးနဲ့ပတ်သက်တဲ့ဒါဂျိုဖြစ်တဲ့အတွက်ကြောင့်ငွေအကုန်ကြတွေများမယ်ဝင်သင်းတဲ့ငွေတွေဟာဝင်မလာဘဲနဲ့ကြန့်ကြာနေမယ်ငွေတွေကြပြောက်တာမျိုးအခိုးခံရတာမျိုးတွေဖြစ်လာတတ်တယ်မိခင်အတော်အမလိုလူတွေကြောင့်စစ်စင်းရတတ်တယ်လို့ယူဆနိုင်ပါတယ်ဒါတွေတော့အကြမ်းမြင်ပါဘာကြောင့်လဲဆိုတော့ဒီတိုင်ထိပ်မှာရှိတဲ့ဒိနာဂျိုကိစ္စဆိုတဲ့ပို့ထူးဂျိုလာကတ်လိုက်လို့ဖြစ်လာနိုင်တဲ့သဘာဝကိုကျွန်တော်တို့အကြမ်းမြင်ဒါပြောလိုက်တာပါတကယ်တော့ကျွန်တော်ရဲ့စမ်းမဟာအားဗလာရစစ်ဆေးမယ်ဆိုရင်အပေါင်း4.1ရာခိုင်နှုန်းအားကောင်းနေသေးတယ်လို့အဓိပ္ပာယ်ရပါတယ်ဆိုတော့တအားကြီးဆိုးတယ်လို့တော့ပြောလို့မရဘူးเนาะမိတ်ဆွေတို့အနေနဲ့ဒီဇာတာရှင်ကိုသွားပြီးတော့ငွေတွေအကုန်ကြများမယ်လို့ငွေတွေမဝင်တော့ဘူးလို့သွားလုံနေတယ်အဲ့လိုတော့ဖောက်လို့မရဘူးဆိုတော့ကျွန်တော်ဥပမာပြောခဲ့သလိုပဲငွေကြီးကိုသူကမကောင်းတာကိုဖြစ်စီတာတော့မှန်ပဲသို့တော်လည်းပဲ
ငွေတွေဝင်လာပြီးမှသူကပြန်ထွက်သွားတဲ့သဘောဆုံးရှုံးသွားတဲ့သဘောကိုကျွန်တော်တို့ကယူဆရမယ်။ဘာကြောင့်လဲဆိုတော့တိုင်ထိပ်မှာရှိတဲ့အားဟာလည်းအလကားအားမဟုတ်သလိုနောက်ကကတ်ထားတဲ့ကတ်ကျူရဲ့အားကလည်းအလကားအားမဟုတ်ဘူး။တိုင်ထိပ်မှာရှိတဲ့သဘောကငွေတွေကိုသူကဝင်လာအောင်ဖန်တီးပေးနိုင်တယ်။ဒါပေမဲ့လို့ကတ်ကျူကဆိုးရွားစွာကတ်လိုက်တဲ့ကြောင့်ထွက်သွားအောင်လည်းသူကဖန်တီးပလိုက်တယ်။အဲ့ဒီမှာဝန်ထမ်းထွက်တာဘယ်ဟာပိုများမလဲဆိုရင်ဝင်တာလေးတွေကတော့ပိုများဖို့ရှိတယ်။ဘာကြောင့်လဲဆိုရင်ဟောဒီဆမ်မဟာအားပလိုက်အားဟာကောင်းတဲ့သဘောအစစ်မှန်ဖြစ်တယ်လို့တကယ်လို့ဒါဇီယာတိုင်ရဲ့အားကိုပဲကျွန်တော်တို့ယူမယ်ဆိုရင်တော့ဇီယာတိုင်က3ညရာခိုင်နှုန်းဖြစ်တဲ့အခါမှာဒီ3ညရာခိုင်နှုန်းကတော့ကျွန်တော်ရဲ့ဒီပညာရဆိုရင်တော့နည်းနည်းထူးဆန်းတယ်မဝင်လဲလုံးဝမဝင်ဘူးပျောက်เสียရှိလဲပျောက်မှာပဲထွက်เสียရှိလဲထွက်မှာပဲအေးဝင်ပြီဟဲ့ဆိုရင်လည်းပဲမထင်မှတ်လောက်အောင်အံ့ဩလောက်အောင်ဘုံစားကြီးတော့ဝင်လာမှာပဲဆိုတော့ပုံတည်တွက်လို့မရတော့ဘူးဒါကတော့မိတ်ဆွေတို့စမ်းပညာကိုကောင်းကောင်းသင်ထားပြီးပြီဆိုမှအခုလိုမျိုးမိတ်ဆွေတို့ရေးရေးယူဆနိုင်မှာဖြစ်ပါတယ်အဲ့တော့ထားလိုက်တော့အဲ့တော့ဒီနေ့မှာကျွန်တော်အောင်ဆုံးမှာဗာဆက်ရေးထားလဲဆိုတော့ဓာတ်ရိုက်ဂျိုတွဲစနစ်အရာဟောပြောခြင်းနဲ့ဆိုရင်တဲ့ခရင်နဲ့ခေါင်းလောင်းနဲ့ခလုတ်တဲ့ခေါင်းရင်းလို့ဟောနိုင်ပါတယ်ပြောချင်တာကဟောဒီမှာကျွန်တော်တို့တင်းနာဂျိုနဲ့ပုံတူဂျိုကိုကျွန်တော်တို့တစ်စက်တည်းတွဲလိုက်တယ်နော်ခရီတို့ခေါင်းလောင်းတို့ခလုတ်တို့ခေါင်းရင်းတို့အဲ့လိုမျိုးပေါ့နော်ဂျိုတွေကိုတွဲပြီးတော့ဟောလို့ရတဲ့အတက်ဆိုတာရှိတယ်ဒါတွေကလည်းမိတ်ဆွေတို့စဉ္ညာပညာကိုကောင်းကောင်းဒါနားလည်ထားရင်ပို့ပြီးတော့အသုံးဝင်လိမ့်မယ်လောဆယ်တော့ကျွန်တော်ရှင်းပြတာတွေနားမလည်ဘူးဆိုရင်မိတ်ဆွေတို့ဒီအပိုင်းတွေကိုဒါကြော်လိုက်လို့ရတယ်အခုဒီအပိုင်းတွေကတော့ဒီတက်ပညာကိုမိတ်ဆွေတို့လေ့လာနေပြီဆိုရင်မဖြစ်မနေလာပြီးတော့ဖတ်ကြည့်ဖို့လိုတယ်ဖတ်ကြည့်တဲ့အခါမှာဘယ်လိုယူဆသွားလဲဆိုတော့တိုင်ထိပ်ရဲ့ဟောကွက်တွေနော်ပရာရဲ့ဟောကွက်တွေတန်းစီရဲ့ဟောကွက်တွေတန်းကိုက်ကဲဟောကွက်တွေမန်ဒနိတ်ကဲဟောကွက်တွေတက်ခနစ်ကဲဟောကွက်တွေပြီးတော့တိုင်ချီရဲ့ဟောကွက်တွေမိတ်ဆွေတို့အကုန်လုံးသိလာမယ်ဒါဆိုကျိုးစမိမိဟောနိုင်ဖို့အတွက်ကျွန်တော်ထပ်ပြီးတော့အကြံပြုထားတာဒါတော့ကျွန်တော်အထူးမရှင်းပြတော့ဘူးမိတ်ဆွေတို့ဒီပညာကိုကောင်းကောင်းတက်သွားပြီဆိုရင်ဒါတွေသုံးချတတ်သွားလိမ့်မယ်နော်အဲ့တော့မိတ်ဆွေတို့တကယ်လို့အသုံးမချတတ်ဘူးဘာညာဆိုရင်ဒီပိုင်းနေပြီးဆိုဒါဖတ်ဖို့လိုတယ်ဒါကနာမည်စစ်ဆေးခြင်းအပိုင်းမှာကျွန်တော်ရဲ့နာမည်ကိုဒီမှာစစ်ဆေးပေးထားတယ်နော်မိတ်ဆွေရဲ့နာမည်တုတဆန်းအရာတဲ့နာမည်အရင်လုံးဟာသူ့ဖြစ်ပြီးတော့ဆိုတော့မှန်တာပေါ့နော်သူပြောတဲ့အယူဆအရဆိုနာမည်ကသူ့ဖြစ်နေတယ်သူ့လို့သူ့ဖြစ်ကြောင်းသူကသူတွက်ချက်ထားတာနော်ကျွန်တော်ကကြိုပြီးဖန်တီးထားလို့မရဘူးဒါပေမဲ့ program ရတော့ကျွန်တော်ကဘယ်လိုမျိုးတော့ရှာဖွေပါဘယ်လိုမျိုးတော့လုပ်ပါလို့သူ့ကိုဒါလုပ်ခိုင်းထားရတာပေါ့နော်အဲ့တော့နောက်ဆုံးလုံးကျွန်တော်တို့ကအဖျားလုံးကဆန်းဖြစ်ပါတယ်တဲ့ဒါလည်းမှန်ပါတယ်နော်တုတဆန်းဆိုတော့ဟုတ်ပြီအဲ့တော့နာမည်အရင်လုံးဖြစ်တဲ့သူ့အရာတဲ့တဟာတောက်ကြဖြစ်နေတဲ့အတွက်တောမကျူဖြစ်ပါတယ်ဒါတွေကတော့ကျွန်တော်တို့ဘေးရင်ရဲ့အခေါ်တွေဆိုတော့မိတ်ဆွေတို့နားမလည်တော့ကြော်လိုက်ပေါ့နော်တကယ်တော့ဒါတွေကကျွန်တော်တို့ဘေးရင်ရအကုန်မှန်တာတွေကြီးပါပဲအဲ့တော့ဒါတွေမှန်ပြီဆိုဒီအဖြေတွေလည်းမှားစရာမရှိတော့ဘူးအဲ့တော့ကျွန်တော်ဟုတ်ဒီစစ်ဆေးလိုက်တဲ့အခါမှာဟုတ်ဒီရဲ့သဘောကမှားနေတာကိုတွေ့ရတယ်မှားနေတော့ဘာဖြစ်လဲဆိုရင်ကျွန်တော်ရဲ့အတွေးခေါ်တွေဟာကောင်းပြီးတော့ပါးနဲ့သူတယောက်လို့ဆိုနိုင်တယ်ဒါပေမဲ့လှုပ်ချင်တာရှိလာရင်တဆူရိုးဆန်ဆန်ဆုံးဖြတ်လောက်ကင်တက်လုံးတဲ့အတွက်ဘဝမှာအမှားပေါင်းများစွာကိုရင်ဆိုင်ရတတ်ပါတယ်တိတ်ကိုမှန်တဲ့ဒါဟောချက်တစ်ခုပါဆိုတော့ကျွန်တော်လက်ခံပါတယ်အဲ့တော့အမှားတဲ့ကသင်ခန်းစာကိုရအောင်ယူတတ်မယ်ဆိုရင်တော့မိတ်ဆွေဟာအခွင့်ကောင်းတွေရလာမှာပါတယ်ဆိုတော့ဒါလည်းလက်ခံပါတယ်ကျွန်တော်လည်းဘဝမှာအမှားတွေအများကြီးလုပ်ဖူးပါတယ်ဒါပေမဲ့အမှားတွေကနေကျွန်တော်သင်ခန်းစာယူတဲ့အခါမှာတဖြည်းဖြည်းနဲ့အမှားတွေနည်းလာတာတွေ့ရပါတယ်ဆိုတော့ကဟုတ်ဒီရဲ့ပြဿနာလို့အဓိပ္ပာယ်ရပါတယ်မိတ်ဆွေလည်းစစ်ဆေးကြည့်ပါဟုတ်ဒီမှန်တယ်လို့အကျိုးရှိမယ်မှားရင်တော့မှားတယ်လို့အကျိုးမဲ့လိမ့်မယ်နော်ပြီးတော့ဒီနေရာမှာဒီကရတစစ်ဆေးတယ်ဒီကရတစစ်ဆေးတဲ့အခါမှာလည်းကျွန်တော်ကဒီကရတမှားနေတာတွေတွေ့ရတယ်ဒီလိုဒီကရတမှားတာတွေဟာဘယ်နေမှာတော့ထိခဲ့လဲဆိုတော့ကျွန်တော်ဟောဒီမှာသုံးသပ်ပေးထားတယ်ဒါတွေကမိတ်ဆွေတို့မြန်မာစာကိုကောင်းကောင်းဖတ်တတ်မယ်ဆိုရင်အသုံးဝင်ပါလိမ့်မယ်နော်အဲ့တော့ဒီမှာနာမည်ကိုစံချမ်းဗေဒပညာအရနာမည်အင်္ဂရက်10မျိုးနဲ့ကျွန်တော်ကဒီထဲမှာစစ်ဆေးပေးထားပါတယ်အဲ့တော့ဒီနောက်ဆုံးပိုင်းကတော့ဒါကတော့လုံးဝဗေဒပညာကိုမတတ်ဘူးဆိုတဲ့လူတွေအတွက်ကျွန်တော်ကရေးပေးထားတာပါကိုကမြန်မာစာဖတ်တဲ့ရင်ဒီမှာလာပြီးတော့ဖတ်ကြည့်ပါအဲ့တော့မိတ်ဆွေရဲ့နာမည်ကိုဘလို့တွေအကျိုးရှိလို့ဘလို့တွေဟောလို့ရတယ်ဆိုတော့ကျွန်တော်ဒီမှာအကုန်လုံးထည့်ပေးထားတယ်အဲ့တော့မိတ်ဆွေရဲ့စီးပွားရေးအကြောင်းဒီမှာလာပြီးသုံးသပ်လို့ရတယ်နော်ကျန်းမာရေးအကြောင်းသုံးသပ်လို့ရတယ်ပြီးတော့အိမ်တော်ရေးအကြောင်းသုံးသပ်လို့ရတယ်ဆောင်းရှောင်းတွေကိုဒီမှာလာပြီးတော့ကြည့်လို့ရတယ်ဒီမှာတော့ဇနက်ကဟောကိန်းလေးကိုကျွန်တော်ဒီမှာထည့်ပေးထားတယ်မိတ်ဆွေတို့အနေနဲ့အလွယ်တကူပေါ့ကိုယ့်ရဲ့ကန်ဆာတာကိုဘလို့တွေရှိနေလဲသိဖို့အတွက်ကိုဒီမှာလာပြီးတော့ဒါဟောစတန်တစ်ခုလို့အသုံးချနိုင်တယ်ဒီမှာတော့ရှင်းပြချက်တွေပါတယ်တကယ်လို့မိတ်ဆွေဟာပညာတရက်ကိုလေ့လာနေတဲ့သူဖြစ်တယ်ဆိုရင်ဒီရှင်းပြချက်တွေဟာမိတ်ဆွေတို့ရွှေလိုပဲတန်ဖိုးရှိမဲ့အရာတွေဖြစ်လာပါလိမ့်မယ်ဒါပေမဲ့မိတ်ဆွေတို့တကယ်ပေါ့နော်ကျွမ်းကျွမ်းညင်ညင်နဲ့တို့ဝက်ချက်တွေအားလုံးကိုသိပြီးတော့လက်တွေ့သုံးချင်တာမျိုးဆိုရင်တော့နံပါတ်1ချက်ကျွန်တော်ရဲ့စမ်းချမ်းပညာသင်တန်းကိုတက်ပါနံပါတ်2ချက်စမ်းမဟာပညာရက်ကိုကောင်းကောင်းလေ့လာပါလက်တွေ့ကြလေ့လာနိုင်မှုအတွက်မိတ်ဆွေဟာကျွန်တော်ရဲ့သင်တန်းတွေကိုစောင့်မျှော်နေဖို့လိုတယ်သင်တန်းတွေဆိုတဲ့နေရာမှာလဲမိတ်ဆွေတကယ်ပဲသင်တန်းတက်ခွင့်ရမရဆိုတာလည်းပဲဒါမိတ်ဆွေရဲ့စူးစမ်းမှုပေါ်မူတည်တယ်ကျွန်တော်ကစစ်ဆေးလိုက်လို့မိတ်ဆွေကကိုယ့်ကလုံနေမယ်ဆိုတော့တေးကြတယ်မိတ်ဆွေကျွန်တော်ရဲ့တင်တန်းဖိတ်ခေါ်မှာမဟုတ်ဘူးမိတ်ဆွေပတ်စံနေပုံပေးလဲကျွန်တော်ကတင်ပေးမှာမဟုတ်ပါဘူးဒါကိုမိတ်ဆွေတို့သတိထားပါ
ပြီးတော့မှကျွန်တော်ငါလည်းပတ်စံပေးရတဲ့နဲ့တင်လည်းမပေးဘူးဘာညာမလုပ်ပါနဲ့ကျွန်တော်တင်တဲ့ဟာတခြားတင်တဲ့နဲ့မတူပါဘူးကျွန်တော်တင်တဲ့ဟာကျွန်တော်တင်တဲ့ပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်မူကျွန်တော်ရဲ့ root တွေနဲ့ပဲကျွန်တော်သွားပါတယ်ဟုတ်ပြီနော်အဲ့တော့ဒါဆိုရင်မိတ်ဆွေတို့ကောင်းကောင်းကြီးနားလည်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့ဒီနေ့သင်ခန်းစာအတွက်ကတော့ဒါပညာရှင်တွေအတွက်ထို့ဖြင့်ပညာမတတ်ဘူးဆိုရင်တော့တကယ်ဝါသနာရှင်တွေအတွက်နည်းနည်းလေးအသုံးဝင်မဲ့သင်ခန်းစာတစ်ခုလို့မှတ်ယူနိုင်ပါတယ်ကျွန်တော်ကတော့အလုပ်တစ်ခုလုပ်တဲ့အခါမှာအခုလိုမျိုးပေါ့နော်တွက်ချက်မှုတွေကိုအများကြီးရှိရကြီးရေးပြီးတော့လိုက်ပြီးတော့စမ်းစစ်နေတာတွေရှာဖွေနေတာတွေကျွန်တော်မလုပ်ချင်ပါဘူးမလုပ်အားပါဘူးကျွန်တော်လူအများနဲ့လုပ်ရတဲ့အခါမှာမြန်မြန်ဆန်ဆန်ကိစ္စပြီးမှဒါလုပ်ရတာကောင်းပါတယ်ဆိုတော့ဒီဟာတီရနေဆိုတာလဲကျွန်တော်ကိုယ်တိုင်သုံးဖို့ပါအခုမိတ်ဆွေတို့ပြရတယ်ဆိုတာလဲကျွန်တော်ကဒီလိုတွေသုံးတဲ့အခါမှာမိတ်ဆွေတို့လည်းများလိုက်ပြီးသုံးချင်မလားဆိုတဲ့သဘောနဲ့ကျွန်တော်ကပြတာပါအဲ့တော့မိတ်ဆွေတို့သုံးချင်တယ်ဆိုတော့ကျွန်တော်စီမှာဒီ program ကိုဝယ်ပြီးသုံးဖို့ဒါအခွင့်အရေးရဖို့လိုပါတယ်တကယ်လို့မှမိတ်ဆွေကကျွန်တော်ရဲ့ခွင့်ပြုထားတဲ့အခွင့်အရေးမရှိဘူးဆိုတော့ဒီဟာကိုမိတ်ဆွေတို့သုံးလို့ရမှာမဟုတ်ပါဘူးเนาะအဲ့တော့ကျွန်တော်တို့ဒီဘိုင်းကိုပြန်သွားကြည့်အောင်စောစောဒီနေရာမှာကျွန်တော်တို့ဗလာပုံစံမျိုးပေါ့နော်ရှိခဲ့တယ်အခုတော့ကျွန်တော်ရဲ့နာမည်လေးရောက်နေတာတွေ့ရတယ်ဒီ feature ကတော့မိတ်ဆွေတို့ဒါသုံးလို့ရမှာတော့မဟုတ်ပါဘူးဒါကျွန်တော်တယောက်တည်းသုံးဖို့အတွက်လုပ်ထားတာပါဒါကဘာလဲဆိုတော့ကျွန်တော်တို့ထည့်သွင်းတွက်ချက်လိုက်တဲ့အချက်တွေကိုဒီမှာလာပြီးတော့မှတ်ထားပေးတာပါအဲ့တော့တကယ်လို့မိတ်ဆွေကမြန်မြန်ဆန်ဆန်တွက်ချက်မှုတွေအတွက်လိုလာပြီးတစ်ချိန်တော့လူတစ်ယောက်ကမေးထားတာရှိတယ်။ဥပမာတုတဆန်းဆိုတဲ့လူတစ်ယောက်ကတစ်ချိန်တော့မေးထားတာရှိတယ်။ဒါပေမဲ့အခု तू ကထပ်ပြီးမေးချင်တယ်လို့ပြောလာတယ်။ကျွန်တော်တို့ကသူ့နာမည်တော့မှတ်မိတယ်။ဒါပေမဲ့သူ့မွေးတဲ့ကလေးတွေကိုကျွန်တော်တို့ဒါမှတ်မိချင်မှမှတ်မိလိမ့်မယ်။အတိအကျကြီးမမှတ်မိရင်ခက်နေမယ်။ဆိုတော့ကျွန်တော်တို့အခုလိုတင်ထားလိုက်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ तू ပြန်မေးလာပြီဆိုတော့လည်းကျွန်တော်တို့ကသူ့ကိုပြန်ပြီးတော့မွေးတဲ့ကလေးဘယ်လောက်လဲမေးစရာမလိုဘူး။ဒီမှာလာကြည့်ပြီးတော့ကျွန်တော်တို့တွက်သွားလို့ရတယ်။မဟုတ်ရင်လည်းဒါလေးကိုတစ်ချက်နှိပ်လိုက်တာနဲ့ဒီမှာသူ့နာမည်ပြန်ရောက်လာမယ်သူ့ရဲ့မွေးတက်ကလေးတွေပြန်ရောက်လာမယ်ဒီမှာအဲ့ဒီတွက်ချက်တော့ရွေးချယ်ထားတဲ့အချက်လက်တွေဒီမှာလာပြီးတော့ပြန်ရောက်နေတာတွေ့ရလိမ့်မယ်လိုအပ်ရင်ဒီနေ့မှာကျွန်တော်တို့ဒါလေးပြင်ရမယ်เนาะဒါတွေကတော့ကျွန်တော်အထူးမပြောတော့ဘူးဘာလို့ဆိုတော့မိတ်ဆွေတို့ဒီ feature ကိုသုံးပြမှာမဟုတ်တော့ကျွန်တော်ကမပြောတော့ဘူးဒါပေမဲ့ကျွန်တော်ကိုယ်တိုင်သုံးရင်ဒီလိုတွေသုံးပါတယ်လို့တော့မိတ်ဆွေတို့ဒါနားလည်ထားဖို့လိုတယ်ကဲဒီလောက်ဆိုတော့မိတ်ဆွေတို့သဘောပေါက်လောက်ပြီလို့ထင်ပါတယ်ဒီနေ့သင်ခန်းစာတော့ဒီလောက်ပါပဲနောက်မှကျွန်တော်လိုအပ်တာတွေကိုဆက်ပြီးတော့ဒီမှာသင်ပေးပါအောင်မယ်ကဲအားလုံးပဲမင်္ဂလာရှိကြပါစေဗျာ